ကိုယ်ရဲ့စာရွက်လေးပေါ့နော်ဇေယျကွက်ထဲမှာပါရမီရှင်မိဂရာကိုဝိပဿနာယောဂီတိုင်းရရှိသောဝိသုဒ္ဓိခုနှစ်ပါးဉာဏ်စဉ်တရားတော်ကြီးများတွေ့လားပြီးတော့ရှုရန်အရှုခံဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာဆိုတာသမုဒယသစ္စာဆိုတာအဲ့တော့တချို့ကတတိကတမေးတယ်ရှုရန်ကဒုက္ခသစ္စာအရှုခံကသမုဒယသစ္စာဒီလိုဆိုလိုတာလားမဟုတ်ပါဘူးနော်ရှုရမယ်အရှုခံသည်ဒုက္ခသစ္စာနဲ့သမုဒယသစ္စာရှုရမယ်အရှုခံသည်ဒုက္ခသစ္စာနဲ့သမုဒယသစ္စာလိုက်ဆိုကြည့်မျက်စိကယုတ်ဒုက္ခသစ္စာမျက်စိကယုတ်ဒုက္ခသစ္စာမြင်သိကနာဒုက္ခသစ္စာမြင်သိကနာဒုက္ခသစ္စာမြင်လိုခြင်းသောကြတာယာသောလောဘကသမုဒယသစ္စာယောဂီတွေမြင်စေခဏမြင်နေလို့မှတ်ဖို့မညွှန်ကြားဘူးလားအဲ့ဒါရှုရမယ်အရှုခံဒုက္ခသစ္စာနဲ့သမုဒယသစ္စာဒီဟုတ်လားပါတယ်လေရှုရမယ်အရှုခံဖြစ်မသွားဘူးလားဟုတ်ပြီအဲ့ခန္ဓာ၅ပါးယုတ်ဉာဏ်တရားကိုဘယ်လိုရှုရမှာလဲပေါ်မှာဇေယျဘွယ်၄ဘွယ်ဖတ်ကြည့်ကာယ ानु ပတ္တနာတတိပဌာန်ကာယ ानु ပတ္တနာတတိပဌာန်ဝေဒနာ ानु ပတ္တနာတတိပဌာန်စိတ် ानु ပတ္တနာတတိပဌာန်ဓမ္မ ानु ပတ္တနာတတိပဌာန်အဲ့တော့ကာယပေါ်ရင်ကာယရှုခံစားမှုဆင်းရဲတာချမ်းသာတာအလယ်လက်ခံစားမှု၃မျိုးတစ်မျိုးပေါ်ရင်နော်ခံစားမှုရှုစိတ်မှာတိတိကျကျတတိပဌာန်မှာပါတယ်တဲ့ပြောရင်စိတ်က16မျိုးရှိတယ်ဘယ်နှမျိုးလဲအဲ့16မျိုးကိုပြန်ပြီးတော့အချင်းချုပ်လိုက်တော့ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်နော်လွယ်နားလည်အောင်ပြောရရင်ကိုယ်တဏ္ဍာမှာတက္ကະတရားလိုခြင်းတတ်မဲ့တဲ့လောဘတွေဖြစ်တယ်တက္ကະတရားပေးကံလှူဒန်းခြင်းနဲ့အလောဘတွေဖြစ်တယ်ဟုတ်လားအဲ့တော့လောဘစိတ်ပေါ်လာရင်လည်းကိုယ်တဏ္ဍာမှာလောဘစိတ်ဖြစ်နေပါလားလို့သိအလောဘစိတ်ပေါ်ရင်လည်းအလောဘစိတ်ဖြစ်နေပါလားလို့သိဟုတ်လားတခါတည်းစိတ်ပြည့်စိတ်ဆိုးမကြည်နဲ့စိတ်နှလုံးမသားရတဲ့ဒေါသစိတ်တွေဖြစ်တယ်တခါတည်းသူတစ်ပါးကိုချမ်းသာစေခြင်းတဲ့နော်အာဒေါသစိတ်တွေဖြစ်တယ်ဟုတ်လားအဲ့ဒီလိုစိတ်တွေဖြစ်မှန်သိအောင်ရှုမှတ်နေတာဒီစိတ်ဓာတ်နုပတနာတတိပဌာန်ယောဂီတွေနေနဲ့ဓာတ်ရိုက်စကလုံးဆိုရင်တော့မိမိတဏ္ဍာမှာမတည်ကြည်တဲ့စိတ်တည်ကြည်တဲ့စိတ်ဟုတ်လားတခါတည်းစိတ်ကလေးကတည်ငြိမ်နေတယ်တခါတည်း
စိတ်တွေကပြန့်လွင့်နေတယ်ဟုတ်လားအဲ့ဒါတွေကိုလည်းသိအောင်ရှုမှတ်တာဒီစိတ်ဓာတ်နုပဒနာတတိပဌာန်ဓမ္မာနုပဒနာတတိပဌာန်နေပေကအမတန်ကျေဟုတ်လားအဲ့တော့နိဝရဏတရား၅ပါးကိုရှုမှတ်တာလေဓမ္မာနုပဒနာတတိပဌာန်ထဲမှာပါတယ်ခန္ဓာ၅ပါးကိုရှုမှတ်တာလေဓမ္မာနုပဒနာတတိပဌာန်ထဲမှာပါတယ်နော်ဒီလိုယောဂီတွေကိုမကြာပြောတယ်မှာတန်ရောစဉ်10ပါးဆိုတာမရှိဘူးလားအဲ့ဒါတွေကိုရှုမှတ်နေတယ်ဆိုတာလည်းပါလေဓမ္မာနုပဒနာတတိပဌာန်ထဲမှာပါတယ်နော်လူရင်းကဓမ္မသဘောတရားတွေကိုပိုင်းခြားသိအောင်ရှုမှတ်တာကိုဓမ္မနုပဒနာတတိပဌာန်အဲ့ဒီလိုတတိပဌာန်တရား၄ပါးနော်ရှုမှတ်ဝါမြပြီးထူထောင်တဲ့သမာဓိကိုဘာသာသမာဓိလို့ခေါ်လဲဒါကြောင့်ခဏမစဲထင်ရှားဖြစ်ပေါ်နေတဲ့ယုတ်နံတရားတွေကိုသတိပဋ္ဌာန်တရားဒီပါတစ်ပါးပါးနဲ့နော်ရှေ့မှတ်နဲ့နောက်မှတ်နဲ့အမှတ်ချင်းဆက်သွားအောင်ရဇတ်ရှုမှတ်ပြီးတော့ထူထောင်တဲ့သမာဓိဟုတ်လားဘာသမာဓိလဲအဲ့လိုတတိအားဝရိယအားသမာဓိအားဘာအားလဲတတိအားဝရိယအားသမာဓိအားအားကိုယ်တဏ္ဍာမှာအားကောင်းလာတဲ့အခါကျတော့လူရင်တတ်တဲ့ကာမိဆန္ဒမကျေနပ်စိတ်ပြည့်စေဆိုတဲ့ဗျာပါဒဘာကုသိုလ်မှမလုပ်ချင်တဲ့ဌာနပြီးတဲ့ဌိနမိတ်ကပြန်တွင်ပူပန်နေတဲ့ဩဒိစာပုဂ္ဂုစာဘုရားတရားတန်ခါကံနဲ့ကံကျိုးတရားဒီတတိပဌာန်အကျင့်လမ်းစဉ်ပေါ်မှာမယုံကြည်တဲ့ဝိသိကိစ္စအဲ့ဒါကိုဘာလို့ခေါ်လဲနိဝရဏနိဝရဏဆိုတာကုသိုလ်တရားတွေကိုပိတ်ဆို့ထားတာနော်ယောဂီတွေအနေနဲ့ပြောမယ်ဆိုရင်စိတ်ကူးကိလေသာထဲမှာမျောနေတာဟုတ်လားဘယ်မှာမျောနေတာလဲပုထုဇဉ်တွေရဲ့စိတ်ဒီအဲ့ဒီအလကားအားနေရင်ဘာတရားမှဘာကုသိုလ်အာယုံမှနှလုံးမသွင်းရင်အဲ့ဒီစိတ်ထဲမှာဘာဖြစ်နိဝရဏအကုသိုလ်တရား၅ပါးတပါးပါးကတော့ဖြစ်နေတာဖြစ်နေတော့စိတ်ဒီကြည်လင်တန်ရှင်းမှုရှိရလားမရှိတော့ပါဘူးမရှိဘူးဟုတ်လားအဲ့ဒီနိဝရဏအကုသိုလ်တရား၅ပါးကင်းသွားမှစိတ်တွေဟာကြည်လင်တန်ရှင်းတယ်ဒါကြောင့်ဘုရားမြတ်စွာဘုရားကဣဒဘိက္ခုတိဝတံစင်္ကြမေနတိတိစာယအာဝရဏိယဓမ္မေဟိစိတ်တံပရိဒောတိယဒီတတိပဒံအာထု